ကောင်းသောအရာလေးတွေရှိမယ်မကောင်းသောအရာလေးတွေရှိမယ်လှုပ်တင်လှုပ်ထိုက်တာလေးတွေရှိမယ်အပန်းဖြေတာလည်းကောင်းပါတယ်ဒီမှာဇလန်းလေးကြည့်တယ်เนาะအနားယူတယ်ဒါလည်းအပန်းဖြေတာအနားယူတာပဲလေเนาะဂျန်တဲ့အချိန်တွေမှာလှုပ်တနေကုန်ကြီးဘာမှမလုပ်ပဲ TV ထိုင်ကြည့်နေတော့တမျိုးပေါ့အဲ့လိုမျိုးမဟုတ်ပဲနဲ့ကွာနားတဲ့အချိန်မှာနားအားလည်းအချိန်ကိုလည်းအကျိုးရှိအသုံးချကြာကြီးမဆွဲเนาะဥမာTikTok ကြည့်ဖြစ်တယ်တော့ဇလန်းတွဲကြည့်ဖြစ်တယ်ဇလန်းတွဲဆိုလဲဥမာကွာတနေ့တကားပုံမှန်ကြည့်တယ်ဒါလည်းကြည့်ကြတာပဲတနေ့ကိုတကားပုံမှန်ကြည့်ဥမာတကားကြည့်တနာရီခွဲပေါ့အလွန်ဆုံး2နာရီပေါ့ဒါတော့မှကျွန်တော်တို့တနေ့24နာရီမှာ2နာရီကဇလန်းတွဲမှာပါသွားအဲ့တော့ဘာပဲဖြစ်ဖြစ်ကိုကအချိန်ကိုအကောင်းဆုံးစီမံခန့်ခွဲရအောင်အချိန်ကိုစီမံခန့်ခွဲရမယ်နော်ကျွန်တော်လည်းဒီတိုင်းတခါလေးကျမအားဘူးအချိန်မလောက်ဘူး YouTube ဗီဒီယိုလေးတွေမတင်ဖြစ်တဲ့ရက်ကလေးတွေရှိတယ်အဲ့ဒီခါကျရင်ဟိုမတင်လိုက်ရရင်ဟိုစိတ်ထဲမှာမတင်မကြကြီးဖြစ်ပြီးဗီဒီယိုလေးတစ်ပုဒ်မတင်လိုက်ရတာကိုမှနော်မျက်နှာမူတစ်ခုလို့ဆုံးရှုံးမှုတစ်ခုလို့တွေးရအဲ့တော့ကိုကပဲစူးစမ်းပြီးတော့တနေ့တစ်ပုတ်ဖြစ်အောင်တင်မယ်လွယ်တော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့မလွယ်တာကိုအာမန်တိုင်းမဟုတ်ပဲနဲ့ဒါကိုယ့်ရဲ့ mission ခံယူချက်စီကံပေါ့အဲ့ဒီစီကံတစ်ခုအနေလေးနဲ့ကောင်းသောအရာလေးတွေကိုစီကံနေနဲ့အလုပ်လုပ်နေမယ်ဆိုလို့ရှိရင်ကောင်းကျိုးတွေဖြစ်ထွန်းလာ